အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရတယ်ပြန်နေကြိုဆိုလိုက်ပါတယ်မဝေ YouTube channel လေးကိုအများကြီးရှိအားပေးနေတဲ့ညီကိုနှမတွေစိတ်အချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကဆုမွန်ကောင်းလေးထောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေရဲ့မိသားစုတွေဝင်လာခဲ့ပြီးဝင်လာပြီးဆိုရင်ရှယ်မှုရှယ်အားကူညီမယ်လက်မလေးတွေဝိုင်းဝန်းကူညီပေးမယ်တူရီတရီတွေနဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share ပေးမယ်အများမြင်အများပုံမနေရလေးတွေမှာ share ပေးမဝေမိသားစုတွေကိုရရည်စေခြင်းလို့ပေါက်စေခြင်းလို့စေတနာထားပြီးလာပြီးမျှဝေပေးထားတာဆိုတော့အကြိုက်ချင်းတူတဲ့မိသားစုတွေဆိုရင်ကစားမယ်အကြိုက်ချင်းတူမှာကစားအကြိုက်ချင်းမတူရင်မကစားနဲ့မဝေလာရောက်ပြီးတော့မျှဝေပေးတယ်ဆိုတာတနင်္လာနေ့အဖွင့်နေ့တော့ကလေးလာရောက်ပြီးတော့မျှဝေပေးတာနော်တနင်္လာနေ့အဖွင့်နေ့တော့ကလေးကိုလာရောက်ပြီးတော့မျှဝေပေးတယ်တနင်္လာနေ့လေးမှာကြိုက်နှစ်တက်လို့ကစားခြင်းနဲ့မိသားစုတွေဆိုရင်ကစားလို့ကောင်းတယ်ဆိုတဲ့ကြောင်းလာပြီးမျှဝေပေးတာအကြိုက်ချင်းတူတဲ့မိသားစုတွေဆိုရင်ကစားမယ်အကြိုက်ချင်းတူမှာကစားကြိုက်ချင်းမတူရင်မကစားနဲ့ဘဒုကမှတော့အတင်းမကစားဟိုင်းဘူးကြိုက်နှစ်တက်မှုရှိရဆိုရင်ကစားပါနော်ကဲမဝေမိသားစုတွေဝင်လာခဲ့ပြီးတနေ့နောက်အဖွင့်နေ့လေးမှာအကောင်းဆုံးလေးတွေစူးစမ်းပြီးထားတယ်အဖွဲ့ဝင်ချင်ပါတယ်ဆိုတဲ့မိသားစုတွေဆိုလည်းအဖွဲ့ဝင်လို့ရတယ်လူကောင်းတွေရောလူသစ်တွေရောမဝေကိုယုံကြည်မှုနဲ့လက်တွဲလို့ရတယ်ယုံကြည်မှလက်တွဲမယုံကြည်ရင်မလက်တွဲနဲ့မဝေသည်နော်အကောင်းဆုံးလေးတွေအပတိုင်းမှာစူးစမ်းပြီးနေဆိုမဝေမိသားစုတွေအသီးဆုံးနော်အကောင်းတကအကောင်းဆုံးလေးတွေပဲစူးစမ်းပြီးထားတာအကြိုက်ချင်းတူတဲ့ညီကိုနှမတွေဆိုရင်ကစားမယ်နော်ကဲမဝေမိသားစုတွေဝင်လာခဲ့ပြီးတပတ်စာချုပ်ကလေးကိုအရင်ပြောပြီးမယ်တပတ်စာချုပ်ကလေးပြောပြီးသားလို့ရှိရင်မနက်ဖြန်9တနင်္လာနေ့နော်16ရက်နေ့တနင်္လာနေ့အဖွင့်နေ့လေးအတွက်စာအုပ်ကပြောပြခဲ့ပြီးမယ်နော်ဒါပြောနေကြအတိုင်းပဲမဝေအကောက်တွေကနှစ်ကောက်စလုံးကဘန်းထားတယ်နော်ဒါနှောက်တဲ့အကောက်အသစ်နဲ့ပဲမဝေထပ်လွှင့်ပေးထားတယ်နော်မဝေလိုက်ရှုလွှင့်တာတော့မဟုတ်ဘူးဗီဒီယိုလေးရိုက်ပြီးတင်ပေးထားတာလိုက်ရှုလွှင့်လို့မရဘူးအကောက်တွေကနော်မိသားစုတွေကတွေ့ပြီးဆိုရင်လိုက်ရင်စခါပါလေးတွေနှိပ်ပေးထားမယ်စခိုင်ပါလေးနှိပ်ပေးထားမှများမှမဝေရလိုက်ရှုလေးလွှင့်ပေးလို့ရမှာနော်စခိုင်ပါနှိပ်ပေးထားလို့မများဘူးဆိုလို့ရှိရင်ဗီဒီယိုလေးပဲရိုက်တင်လို့ရမှာနော်မဝေဗီဒီယိုလေးကိုကြည့်နေတဲ့ညီကိုနှမတွေဆိုလို့ရှိရင်လက်မလေးတွေနှိပ်မယ်ရှယ်မှုရှယ်အားကူညီမယ်ခါတိုင်းကူညီတယ်လို့မျိုးလေးပဲမဝေမိသားစုတွေကကူညီမယ်နော်ကဲမဝေတပတ်စာချုပ်လေးပြောပြမယ်16ရက်နေ့မှ20ရက်နေ့အထိတနင်္လာနေ့ရနေပြီးတော့နော်တနင်္လာနေ့ရနေပြီးတော့တောက်ကြနေ့အထိမပြောင်းမဲ့ဗရိတ်သည်6ဗရိတ်နဲ့10ဗရိတ်10ဗရိတ်ဆိုတာမဝေတို့3ညနဲ့10ဗရိတ်ကိုပြောတာမဟုတ်ဘူးနော်3ညနဲ့ဆိုရင်10ပြည့်3ညနဲ့ကိုပြောတာမဟုတ်ဘူးမဝေတို့3ခွန်တို့1 9တို့2 8တို့နော်အဲ့လိုမျိုးနှလုံးပေါင်းချင်း10ပြည့်နော်နှလုံးပေါင်းချင်း10ဗရိတ်ကိုပြောတာနော်6ဗရိတ်နဲ့10ဗရိတ်လေးတတိထားမယ်တနင်္လာနေ့ရနေပြီးတော့တောက်ကြနေ့အထိကိုမပြောက်ဘူးထင်တဲ့ကနန်းလေးတွေကိုမဝေရထုတ်ပေးတယ်မဝေမိသားစုတွေကိုနော်မပြောက်ကနန်းလေးလုံးဆိုရင်တနင်္လာနေ့ရနေတောက်ကြနေ့ရှိဆိုရင်မဝေတို့ခွေထိုးမယ်တနင်္လာနေ့ရနေပြီးတော့တောက်ကြနေ့ရှိဆိုရင်ခွေထိုးမယ်နော်အကနန်းဒီတနင်္လာနေ့ရနေတောက်ကြနေ့ရှိကိုမပြောက်ဘူးထင်တဲ့ကနန်းလေးလုံးညှပြီးလာမျှဝေပေးတာအဲလေးလုံးဒီ35ခွန်9အပီးပါခွေထိုးမယ်ခွေထိုးရင်6ကွက်ပဲထွက်မယ်အပူးကထဲကစားမယ်3ဘူး5ဘူးခွန်ဘူး9ဘူးနော်မဝေမိသားစုတွေအပူးလေးပါထည့်ပြီးကစားမယ်35ခွန်9ဆိုတဲ့3လုံးအပီး4လုံးအပီးပါနော်အဲ့ဟာတပတ်စာချုပ်နော်အဲ့ဟာလေးရဲ့တပတ်စာ6ဗရိတ်နဲ့10ဗရိတ်နော်6ဗရိတ်နဲ့10ဗရိတ်နှလုံးပေါင်းချင်း10ဗရိတ်ကိုပြောတာပါနော်6ဗရိတ်နဲ့10ဗရိတ်တစ်ပတ်လုံးမပြောက်ဘူးထင်တာလေးကိုပြောပြပေးတာနော်နှလုံးပေါင်းချင်း6ဗရိတ်နဲ့10ဗရိတ်နော်မပြောက်ကနန်းဒီ35ခွန်9အပီးပါနော်ခွေထိုးမယ်6ကွက်ပဲထွက်မယ်အပူးလေးပါထဲကစားမယ်မဝေမိသားစုဒါကတပတ်စာချုပ်ကလေးပြောပြပေးတာနော်တပတ်စာချုပ်ကိုတနင်္ဂနွေနေ့မှာနော်မဝေရလိုက်ရှိုးလွှင့်ပြီးဆိုရင်ပြောတယ်ဒါကဗီဒီယိုလေးရိုက်တင်တဲ့အတွက်ဗီဒီယိုလေးမှာမဝေမိသားစုတွေကိုပြောပြပေးတာကဲအဲ့ဆိုလို့ရှိရင်နေတိုက်ကလေးတွေသွားမယ်နေတိုက်ကလေးဒီ16ရက်2လ2026တနင်္လာနေ့ညနေတနင်္လာနေ့12နာရီတမိနစ်ဈေးတွေအတွက်နော်16ရက်2လ2026တနင်္လာနေ့12နာရီတမိနစ်ဈေးလေးမှာပတ်ကမဲ့ပတ်သီးသည်ခွန်ပတ်သီး4ပတ်သီးခွန်ကိုကြရင်ခွန်ကိုပတ်မယ်4ကိုကြရင်4ကိုပတ်မယ်ကိုစောမဲ့ကနန်းထဲမှာခွန်ပါတော့ကနန်း4ပါတော့ကနန်းဆိုရင်မနက်ဖြန်က12နာရီတမိနစ်ဈေးလေးမှာအားကောင်းပါတယ်ရှင်နော်ခွန်နဲ့ဆိုရင်မိန်းကွက်လေး4ကွက်ခွန်2ခွန်4ခွန်5ခွန်9ခွန်နဲ့ဆိုရင်ခွန်2ခွန်4ခွန်5ခွန်9 4နဲ့ဆိုရင်40 45 48 49နော်4နဲ့ဆိုရင်40 45 48 49အမင်းကွက်လေး4ကွက်စီပဲဖြစ်ပါတယ်3လုံးအပီးပေါက်အခွေလေးကိုပြောပေးမယ်3လုံးအပီးပေါက်အခွေလေးသည်ခွေထိုးမယ်အပူးလေးပါထည့်ကစားမယ်3လုံးအပီးပေါက်အခွေသည်35ခွန်အပီးပေါက်
35ခွန်အပြီးဘက်ကိုမဝေတို့ကခွေထိုးမယ်ဆိုရင်35ခွန်5ခွန်ဆိုတဲ့ခဏလေး3ခွက်ပဲရမယ်အပူဒီ3ဘူး5ဘူးခွန်ဘူးနော်တကွက်ကောင်းပြောပြီးမဝေဗီဒီယိုလေးနားတော့မယ်နော်တကွက်ကောင်းဒီ63ဟော sorry တကွက်ကောင်းဒီ64တကွက်ကောင်းနော်64တကွက်ကောင်းမဝေညီကိုနမတွေကြိုက်နှစ်သက်တဲ့ဟာလေးကိုကစားပါ64တကွက်ကောင်းနော်64တကွက်ကောင်းလည်းပြောပြီးပြီနော်အခွေလည်းပြောပြီးပြီသုံးလုံးအပိပေါက်တွေလည်းပြောပြီးပြီနော်ပတ်သီးတွေရောမိန်ခွက်တွေရောပြောပြီးပြီဆိုလို့ရှိရင်နော်မဝေဗီဒီယိုလေးကိုတွေ့ပြီဆိုတာနဲ့မောရင်ညီကိုဓမ္မတွေကလူသစ်တွေရောလူဟောင်းတွေရောလိုက်ရင်စကားပါလေးနှိပ်ပေးထားမယ်အဲ့ရမှာမဝေ channel လေးကဗီဒီယိုလေးတွေရိုက်တင်တိုင်းမဝေမိသားစုတွေရှိမှာတက်မှာနော်လက်မလေးတွေတယောက်တစ်ချက်စီနှိပ်မယ်အသေးလေးတွေများများပေးမယ်နော်နေ့ကင်း12ခွဲလိုက်ရှုနေ့ကင်း12ခွဲကြလို့ရှိရင်ဗီဒီယိုလေးရိုက်ပြီးတစ်ခါထပ်တင်ပေးမယ်နော်မဝေမိသားစုတွေကမဝေမိသားစုတဦးတယောက်ချင်းတွေတိုင်းအားလုံးကိုချစ်ပါတယ်မဝေကိုမြဲကြည့်ရှိအားပေးနေတဲ့ညီကိုဓမ္မတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေကျမ်းမာရေးလိုမှုရေးစီးပွားရေးဒီထက်မကတိုးတက်ပါစေလုပ်ငန်းကံတွေအဆင်ပြေကြပါစေအသက်ရှူတိုင်းမှာလည်းငွေတွေဝင်ပါစေလို့စွန့်မုံကောင်းလေးတောင်းရင်မဝေဗီဒီယိုဖိုင်လေးကိုဒီမှာတွေပဲနားခွင့်ပြုပါနော်နေ့ကင်း12ခွဲလိုက်12ခွဲဗီဒီယိုဖိုင်လေးကြာရင်လည်းပြန်ပြီးတင်ပေးအောင်မထပ်ပြီးတော့နော်အားလုံးဝင်ချစ်ပါတယ်ဘိုင်းပါ